ကဲဒီတစ်ခါလုပ်ပြမှာကတော့ကျမတို့အရင်ရက်ကလုပ်ထားတဲ့ coffee sugar scrub လေးထဲမှာထည့်သုံးတဲ့အခြေခံအကျဆုံး whip soap base လေးလုပ်ပြပါမယ်။အဲ့ whip soap base လေးကလေသူ့ကိုလုပ်ထားလို့ရှိရင်လေတခြား base scrub ကိုပဲလုပ်လို့ soap base လေးနဲ့တခြားကိုရောကျင်တဲ့အမှုန်လေးတွေရောလိုက်လို့ရှိရင်ကိုလိုချင်တဲ့ scrub လေးကိုသုံးချင်တဲ့ scrub လေးတွေရပါတယ်အခုကျမကဒီဟာလေးက coffee scrub လုပ်ထားပါတယ် coffee scrub လုပ်တဲ့နေရာမှာ coffee မလုပ်ချင်ဘဲနဲ့Kimondi scrub လည်းလုပ်လို့ရပါတယ်နောက်ပြီးတော့ baking soda နဲ့ scrub လည်းလုပ်လို့ရပါတယ်အသားဖြူဖို့အတွက်ဆိုလို့ရှိရင်လေကိုကြိုက်တဲ့အမှုန်လေးတွေထည့်ပြီးတော့လုပ်လို့ရပါတယ်အရေးကြီးတာကအခုလုပ်ပြမယ်whip soap base လေးကအရေးကြီးပါတယ်အဲ့ whip soap base လေးတစ်ခုရှိနေရဆိုလို့ရှိရင် scrub ကိုမျိုးစုံကျမတို့ကြိုက်တာထည့်ပြီးတော့မှလုပ်လို့ရပါတယ်ကျမတို့ကြိုက်တဲ့အမှုန်လေးတွေထည့်ပြီးတော့လုပ်လို့ရပါတယ်အဲ့ဒါကြောင့် whip soap base လေးကိုကျမလုပ်ပြပါမယ်နော်ဘာနဲ့လုပ်မလဲဆိုတော့ဒီဟာက slow cooker နဲ့လုပ်ပါမယ်သူ့ကိုသုံးတဲ့ကုန်ချမ်းပစ္စည်းဖြစ်တဲ့အခြေခံအကျဆုံးကုန်ချမ်းပစ္စည်းက cosmetic grade ပေါ့နော်အသားရည်အတွက်တီးသန့်သုံးလို့ရတယ်ကြီးချုပ်ပေးတယ်သူက mild chemical တစ်မျိုးဖြစ်တဲ့ sodium cocoyl isothiionate နဲ့လုပ်ပါမယ်သူကchemical ထဲမှာပြော့တဲ့ထဲမှာပါတယ်เนาะ chemical ပြင်းအားပြော့တဲ့ထဲမှာပါတယ် personal care product တွေမှာလည်းသုံးတယ် baby care product တွေမှာလည်းသုံးပါတယ်နောက်ပြီးတော့ sensitive skin တွေအတွက်လည်းသုံးပါတယ် cleansing လုပ်တဲ့နေရာမှာသူ့ကိုအဓိကထားပြီးတော့မှသုံးကြပါတယ် scrub လုပ်တဲ့နေရာမှာလည်းသုံးပါတယ်အရေးပြားရဲ့ cleansing နေရာမှာသူ့ကိုအဓိကထားပြီးသုံးကြပါတယ်ရှင်အခု SCI powder လေးနဲ့လုပ်ပြပါမယ်ဒီအိုးလေးက crop pot လို့ခေါ်တဲ့ slow cooker လေးဖြစ်ပါတယ်သူကဖြည်းဖြည်းချင်းအပူပေးပြီးတော့မှချက်တဲ့ slow cooker လေးဖြစ်ပါတယ်အဲ့ဒီထဲကို SCI powder လို့ခေါ်တဲ့ sodium cocoyl isothiionate powder လေးထည့်ပါတယ်နောက်ပြီးတော့ရေထည့်ပါမယ်ဒါက glycerin လေးပါ glycerin လေးထည့်ပါမယ်ဒါလေးက coco bean မှာ coco bean ထည့်ပါမယ်ရင်ဒါလေးက stearic acid လေးပါ stearic acid လေးထည့်ပါမယ်အုပ်ထားပါအောင်မယ်နော်
ငါလောက်ရှိပြီအားလုံးအုပ်ထားပါအောင်မယ်နော်5 မိနစ်လောက်ရှိပါပြီ5 မိနစ်တစ်ခါမှွေပေးပါအားလုံးပြောဝင်သွားအောင်လို့မှွေပေးပါအထဲမှာအခက်အခဲလေးတွေရှိနေသေးတယ်နော်အားလုံးအရေးပြောဝင်သွားအောင်မှွေပေးပါပြန်အုပ်ထားပါအောင်မယ်နောက်5 မိနစ်နေတစ်ခါမှွေပါမယ်နော်ကဲ5 မိနစ်လောက်ရှိပါပြီအုပ်ထားပါအောင်မယ်နော်ပြန်အုပ်ထားပါအောင်မယ်နော်ကဲချက်လုတ်ချိန်တနာရီကျော်သွားပါပြီတနာရီကျော်လောက်တော့ချက်ရတယ်နော်တနာရီခွဲနီးပါးလောက်ချက်ရပါတယ်ဒီလိုမျိုးမြုပ်ကလေးနဲ့ဖြစ်သွားပြီအဲ့တော့ကျွန်မမီးပိတ်လိုက်ပါမယ်မီးပိတ်လိုက်ပါပြီpreservative ထည့်ရပါတယ် preservative ကလုံးဝအေးသွားတော့မှထည့်ပါမယ်သူကအသားရည်အတွက်တီးတန့်ထုတ်လုပ်ထားတဲ့ gentle preservative ပါအဲ့ဒီ gentle preservative လေးကိုအကုန်လုံးအေးသွားပြီဆိုမှအပူတွေမရှိတော့ဘူးအေးသွားပြီဆိုမှထည့်ပါမယ်ပူတဲ့အချိန်မှာထည့်လို့ရှိရင် preservative ရဲ့အာနိသင်ရော့ကျတတ်ပါတယ်အဲ့ဒါကြောင့်အေးသွားတဲ့အချိန်မှာထည့်ပါမယ်ရပါပြီအေးခံထားမယ်နော်ကဲဒီဟာလေးကို crop pot နဲ့ချက်ထားတာ2 နာရီကျော်လောက်ရှိပါပြီ crop pot နဲ့ချက်ထားတာ2 နာရီကျော်လောက်ရှိပါပြီအခုအေးသွားပါပြီအေးသွားတဲ့အခါကျတော့မှ preservative လေးထည့်ပါမယ်နော်ပူတဲ့အချိန်မှာ preservative ထည့်လို့မရပါဘူးအေးသွားတဲ့အချိန်ကျမှ preservative ထည့်ပါမယ်gentle preservative လေးထည့်ပါမယ်နာမှွေရပါမယ်နော်က
အေးသွားလို့ရှင်တော့ foam ဖြစ်သွားတယ် foamy ဖြစ်သွားတယ်နော်အေးမှတစ်ခေါက်ပြမယ်နော်ကဲ whip base soap base လေးကဒီလိုလေးဖြစ်သွားပါပြီနည်းနည်းမာသွားပြီလုံးဝအေးသွားတဲ့အချိန်မှာနည်းနည်းမာသွားတယ်အေးဖို့အတွက်ကို6နိုင်9နိုင်လောက်တော့စောင့်ရအောင်เนาะသူ့ရဲ့ texture လေးကဒီလိုလေးပါသူ့ရဲ့ texture လေးကဒီလိုလေးเนาะ foaming base soap base လို့လည်းခေါ်တယ် whip base soap လို့လည်းခေါ်တယ် whip soap base လို့လည်းခေါ်တယ်အဲ့ဒါလေးကို sugar နဲ့ပြန်ရောပြီးတော့မှ foaming sugar scrub လုပ်ပါမယ် foaming sugar scrub လုပ်တဲ့အခါမှာကိုကြိုက်တဲ့အမှုန့်ထည့်လို့ရပါတယ်သူကဒီလိုပွားလေးနော် whip soap base လို့ခေါ်တယ်အဲ့ဒါကိုနောက်ထပ် other additive တွေနဲ့ထပ်ရောလိုက်ပြီးတော့ foaming sugar scrub လုပ်လို့ရပါတယ် sugar ထည့်လို့လည်းရတယ်မထည့်လို့လည်းရတယ်သူ့ကိုတခြားအမှုန့်တွေဘာအမှုန့်မဲထည့်ကိုကြိုက်တဲ့အမှုန့်ကိုထည့်ပြီးတော့လုပ်လို့ရပါတယ် scrub လုပ်လို့ရပါတယ် scrub ဆိုတာကျန်းတဲ့ဟာမှာ scrub လို့ခေါ်တာမဟုတ်ဘူးเนาะဒီလိုမျိုးပွားလေးတွေကိုလည်း scrub လုပ်လို့ရပါတယ် scrub လို့ခေါ်ပါတယ်သူက lotion လေးလိုပျော့အီလေးပျော့ lotion လေးလိုပျော့လေးနော်အနေတိုင်းသုံးလို့ရတဲ့ scrub လုပ်လို့ရပါတယ်ဒါလေးကိုတင်ထားပါမယ်တင်ပြီးရင်ကျွန်မကတခြားအမှုန့်နေနဲ့ရောပြီးတော့ scrub လုပ်ပါမယ်